အဒီရှိလားဝင်ခဲ့မယ်နော် အေးဝင်လာလေ မတွေ့ရရတွေတော်တော်လှလာတယ်လို့လေ ဩအမြဲလာနေရလေနင်းအမြဲအွန်လာ နေရောကောင်းရဲ့လား ကောင်းတယ် ဒီနေ့နေ့လည်သာစားပြီးသွားပြီလား စားပြီးသွားပြီ အဲ့ဆိုဒီအချိန်ဆိုတော့တစ်ဖက်တုံလေးစားကြအောင် အဲ့ဒါ သမီးတုံလိုက်ရမ ကောင်းလက်ဆွမ်းလေးပြတယ် လားရပြီ ညီးကလည်းလက်နဲ့ဒီလိုမနေလာဘူးလား သမီးတို့အိမ်မှာဒီလိုပဲစားတာအနေနဲ့ ဩအလွယ်လောက်တာပေါ့ အလွယ်တော့မဟုတ်ဘူးလေဒါယူရပုံစံပေါ့ ဩအဲ့ သမီးတို့ကလည်းနည်းဗမာဆန်တဲ့အိမ်ဆိုတော့စားလေအနေ ရီမွေးလေးပါပါရင်ကောင်းတယ်လက်ဖက်က အော်ရေလေးတက်လို့မိပါတယ် အေးအဲ့တော့တုံးတာကြတော့လေချိုးမမတော်ချင်ဘူးဒီလားအဲ့လောက်ရိုးပြီးနုံနေနေလေမဆုံးနည်းနည်းပါတော့ထထမြက်မြက်တော့ရှိအောင်ပါနော် စားကောင်းရဲ့လား အေးကောင်းမင်းကလေးဆိုတာလေဒီလားရိုးတာအေးတာတော့ကောင်းပါရဲ့ဒါပေမဲ့တိတ်ပြီးတော့လေဟိုမဖြစ်ဘူးတုံးတော့တော့မနေနဲ့နည်းနည်းထထမြက်မြက်တော့ရှိအောင်ပါတမီး ဟုတ်ကဲ့ ရအေးတော့လည်းမကောင်း တိတ်မအေးပါဘူးသမီးက လူကြုံရှိလို့မုန်းနေပို့မလို့မှာဘူးလေဝယ်ရမှာသူမှားတာတွေကလည်းလေအစုံပဲလက်ဖက်ကလေးကလည်းပါကျင်သေးတယ်အစုံပဲသူမှားအဲ့ဒါကိုသွားဝယ်ဖို့ကလည်းအဖေါ်ကမရှိအဲ့ဒါပြီးတော့လည်းဒလီကအများကြီးပေးရအောင် ဟောတခုဆိုတယ်လီကတစ်ခုပေါ့ အေး အနည်းကလည်းဘာလို့အဲ့ဒါတွေကိုစိတ်ပူလဲဒါမျိုးကြတော့သမီးကိုပုံအပ်ရမှာလေအနည်းသမီးပြောပြမယ်သမီးဒီနေ့လက်ဆောင်ပါလာတာဘာလေးလဲကြည့်လိုက်နိ ဟုတ်ကဲ့ပေါ့ မဟုတ်စိုးကလေးတော့မဟုတ်စိုးထဲမှာတော့လှုပ်ဝက်ချက်တော့ပါတာပေါ့နော်ဒီမှာလေအန်တီကိုအနိတာကဘာတွေစားချင်လဲဆိုတာပြောလားမပြောလားတော့မသိဘူးသမီးကိုတော့ပြောလိုက်တာစုံနေတာပဲစုံနေတာဆိုတော့ကိုကလည်းသူတတ်မှတ်တဲ့ရက်ကိုအမိကိုရမှာဆိုတော့ဘယ်ရမလဲသူကအာလူကြော်လေးနဲ့စားချင်တယ်ဒီမှာငပိချိုလေးနဲ့စားချင်တယ်နော်လက်ဖက်ကိုလည်းအကြော်ကလေးနဲ့စားချင်တယ်လက်ဖက်ကိုလည်းအကြီးတောင်းလေးစားချင်တယ်ဒီလိုကြောင့်မများကြီးကြော်လေးနဲ့စားချင်တယ်ကိုကြော်တာကြတော့လေဟိုအချိန်ကမမီတော့ဘူးကိုအဲ့ဒါပြင်အခုခစ်စားနေတဲ့နာမည်မှာနာမည်ကြီးနေရှမ်းပြည်ကဟာလေးနဲ့စားချင်တယ်ရှမ်းပြည်ကိုတိုင်းရိုက်မှာမယ်ဆိုသူကအချိန်ကြီးအများကြီးကြာတယ်ကိုကမပို့ရတော့မယ်လေလူကြောကမစောင့်ဘူးလေအဲ့ဒါနဲ့သမီးလည်းဒါမျိုးကိုထက်မြက်တယ်လို့ခေါ်လာတော့မသိဘူးအနီပြောသလိုပေါ့ထက်ထက်မြက်မြက်ဆိုတာဒါမျိုးကိုခေါ်လာတော့မသိဘူးအခုဒါမျိုးတွေကအနီဟိုနားမှာတစုဒီနားမှာတစုတော့ကောက်နေကြမလို့ဒီထမင်းတော့စားခြင်းလို့ဆိုပြီးပြည်စီသွားဝယ်ကြမလို့ပြီးကိုလှမ်းမှနေကြမလို့ဒီမှာ MIM ရှိတယ်မိတ်အိမ်မြန်မာတဲ့သူကလေမြန်မာပြည်မှာထွက်နေတဲ့စားတောက်ကုန်တွေအကုန်လုံးတစုတစည်းထဲမှာလို့ရတယ်အနီဒီတစ်ခုလုံးအကုန်လုံးဒါဗမာတပြည်လုံးကအစားအစာတွေစုထားရဆိုမဲ့ delivery ကတမျိုးလာပဲပေးရတာ အေးအေး ဒါမျိုးတွေကျတော့ထက်မြက်တယ်လို့ခေါ်တာအနီ အော်အေးအဲ့ဒါဆိုရင်တော့ငါမတော်ခြင်းမတော်ရတော့မှဒီချွေးမှတော့ ဟုတ်တယ်အနီအဲ့ဒါကြောင့်မို့ပြောတာနေရီဆိုတာကလေတိလားအပေါ်ရန်ဝဲကြည့်လို့မရဘူးလို့ပြောတာအတွင်းထဲမှာလည်းရှိနေတဲ့အရာတွေကျမဒါပေမဲ့ကျမလည်းထုတ်ပေါ်မပြဘူးဆိုတာအချိန်အခါမသိနေလို့ပါအနီနော် ထက်ချင်တဲ့နေရာကျတော့ထက်တယ် ဟုတ်တယ်ထက်တယ်ကျမထက်တာအမလေးထက်နေအောင်ဒီအမကမသိလို့တခါလေကျလို့ဆိုလဲအမရဲ့လက်သေးလေးကတော့ခွက်ထားရတာပေါ့နော်အခုကတော့ဒီလိုမျိုးကြုံဆုံလာလို့ကျမထုတ်ပြလိုက်တာဒါလေးတွေနောက်ခါကျလို့ရှိရင်အန်တီတာအတွက်လူကြုံရှိတယ်ပို့ချင်တယ်ဆိုအန်တီဘာမှမပူနဲ့အမေခြေတောင်ညောင်းစရာမလိုချွေးတစ်ဆက်ကြစရာမလိုကျမမြန်မာပြည်အနှံ့စားတောက်ကုန်တွေဘယ်နာအရာစားချင်ပို့လိုက်နော် အဲ့ဒီတော့ကနဲ့ကျွန်မခံလိုက်ရတယ် ဟုတ်တယ်ရှင်နော်ဒါအမှန်ရမှာမှားလို့ရရင်နော်ဒါကမြန်မာပြည်တွင်းထွက်ကုန်တွေအကုန်လုံးတစုတစည်းရဲပေါ့နော်ဖြန့်ဖြူးပေးတာပေါ့နော် အဲ့တော့တော့ အဲ့ဒီတော့ဟုတ်တယ်အဲ့ဒီနိုင်ငံခြားမှာရှိနေရလေနိုင်ငံခြားမှာရှိနေဆိုဗမာပြည်အစားအစာတွေကိုလွှမ်းနေဆိုလို့ရှိရင်ကိုကလူကြုံရှိရင်ပို့ရတယ်လေဒီမှာနေမဲ့ဟေးဒါလေးတွေဒါလေးတွေလို့ပို့လိုက်လို့ရှိလို့ရှိရင်အဲ့ဒီသားလေမြန်မာတပြည်လုံးအရာကိုစားလို့ရတယ်နော် ဒီလုံးကအစားအစာစားလို့ရတယ်သူ့စားလို့မရဘူး အမထင်တော့မှာအမဒါလည်းပါဆယ်ပို့လို့ရရင်ရမှာ